အားလုံးပဲမင်္ဂလာပါဒီနေ့ဝင်ဒီနေ့ပို့ပေးရမယ့်ကုံလေးတွေရောက်ပါပြီပစ္စည်းကြောင်းလေးမပြောခင်တိတ်နံပါတ်ရဲ့ငွေလွှဲနံပါတ်499819နဲ့တလုံးမှငွေလွှဲကြပါကျန်တဲ့ဖုန်းတွေနဲ့ငွေလွှဲခိုင်းလူလိမ့်မှာရန်ကုန်မြို့တွင်ဒီနေ့ order တင်ရင်မနက်ဖြန်ရောက်ပို့ပေးပါတယ်နော်ဒါတော့လက်ကြော့ကင်မှာတပိတ်တာကို18000စီပါဒါတော့တနံမြင်မှာတပိတ်တာကို8000ပါဒါတော့မနီလာကုန်းမှာတပိတ်တာကို3300စီပါဒါတော့ဂျိုမီဖုတ်ပါတတွဲကို1000ခွဲပါဒါတော့ရေပဲပါတစ်ကောင်ကို9000ပါဒါတော့ဆက်သားပါတပိတ်တာကို4000စီပါဒါတော့ချုံဝတ်သားပါတပိတ်တာကို4000ပါဒါတော့မုံဟင်းမှာတစည်းကို1500ပါဒါတော့တင်မွန်ညွတ်မှာတစည်းကို1200စီပါဒါတော့ငရွှေမီးကင်အကောင်မှာတပိတ်တာကို9000စီပါဒီလိုပါကရက်ချန်ပါသွားပြီဒါတော့ချင်မောင်မှာတစည်းကို400ပါဒါတော့ကရက်ချင်မှာတစည်းကို900စီပါဒါတော့ပိန်းဆွဲပါတစည်းကို1000ပါဒါတော့ငရုတ်ပူတီပါတပိတ်တာကို8000စီပါဒါတော့ဆက်သား6ပါတပိတ်တာကို8000ခွဲစီပါဒါတော့လေကစုံမှာတစည်းကို400ပါဒါတော့ပိန်းနေစီခုတ်သားပါတပိတ်တာကို8000ပါဒါတော့စင်မွန်းသီးပါတပိတ်တာကို3000စီပါဒါတော့ခရမ်းသီးပါတပိတ်တာကို3000ပါဒါတော့ကျိတ်ပါနိုးစီတပူကို1500ပါဒါတော့ဝက်ဥကြောင်းမှာတရွဲကို6000ပါ10ချောင်းပါပါတယ်ဒါတော့ငါးမုံပါတစ်ထုပ်ကို2500စီပါဒါတော့ဒီနေ့ပါတဲ့ကင်းမွန်မှာတပိတ်တာကို3000စီပါဒါတော့ငထောင်းပြောက်ပါတပိတ်တာကို2000ခွဲစီပါမပါတာနည်းနည်းကြာပါပြီနော်ဒါတော့ငတရားဥပါတပိတ်တာကို4000စီပါဒါတော့ငကွင်းချက်ပါအလဲခုတ်သားဆိုရင်3000စီပါဒါတော့ကြက်ပါမိမြိုက်ပြီးပို့ပေးရမှာပါတကောင်ကို16000ပါဒါတော့မြင့်ငတန်ခုတ်သားပါတပိတ်တာကို2000စီပါဒါတော့ကကရစ်ခုတ်သားပါတပိတ်တာကို3000စီပါဒါတော့ကကရစ်ခေါင်းမှာတပိတ်တာကို1000ခွဲပါဒါတော့ငကန်ချိုင်းမှာတပိတ်တာကို2000စီပါဒါတော့ငမုံအမဲပါတပိတ်တာကို2000စီပါဒါတော့ငမုတ်ဖြူပါတပိတ်တာကို3000စီပါဒါတော့ပင်လယ်ငကူခုတ်သားပါတပိတ်တာကို19000ပါဒါတော့ပစုံဖြူပါတပိတ်တာကို3000စီပါဒါတော့လေဖြူသားထုတ်ပါတပိတ်တာကို12000စီပါဒါတော့ရေချိုကုန်းပါတပိတ်တာကို12000ပါဒါတော့ပလာတူပါတပိတ်တာကို12000ပါအဆုံးထိရှိပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်